အားလုံးပဲမင်္ဂလာပါအခုကျွန်တော်လိုင်းသားရစက်မှုစုံလေးကနေပြန်လာတာဖြစ်ပါတယ်အခုကျွန်တော်စက်မှုစုံမြေခွက်လေးနှစ်ခွက်ကြည့်ပြီးတော့ပြန်လာတာဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်ရတဲ့ data တွေကစက်မှုစုံ၄မှာပေါ့နော်စက်မှုစုံ၄မှာအငားခွက်တစ်ခွက်ရတယ်စက်မှုစုံ2မှာအယောင်းမြေခွက်တစ်ခွက်ရတယ်ပေါ့နော်အငားမြေခွက်တစ်ခွက်ကတော့ပေ120နေရာအဆောက်အဦအနေနဲ့ကတော့ပေ100နေရာပေါ့နော်သူက square feet အနေနဲ့ဆိုရင်2000လောက်ရှိတယ်ဗျအဲ့မှာကို1 square feet ကိုသူက950နှုန်းနဲ့တွက်တော့150နဲ့အရင်တန်နေဗျပြီးတော့သူကရုံးခန်းလည်းပါမယ်ဂိုဒေါင်လည်းပါမယ်နောက် store ခန်းလည်းပါမယ်ပြီးတော့ကျွန်တော်တို့ဒီအလုပ်သားတန်းရပေါ့နော်လုပ်သားတွေထားဖို့အတွက်တန်းရတစ်ခုလည်းပါမယ်ပေါ့နော်အဝင်အထွက်အနေနဲ့ဆိုရင်လည်းကားကြီးဝင်လို့ရတယ်အထဲမှာအများကြီးထားလို့ရတယ်ပေါ့နော်အဲ့ဒီနေရာမှာကျွန်တော်ကုန်ထုတ်လုပ်ငန်းပဲပြည့်ပေါ့နော်ဒီအထည်ချုပ်ပဲပြည့်တခြားလုပ်ငန်းတွေလုပ်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်ဗျ150နဲ့စိတ်ချူချူလေးနဲ့ငားမယ်စက်မှုစုံလေးကမြေခွက်အငားတစ်ခွက်နဲ့မိတ်ဆက်ပေးတာပဲဖြစ်ပါတယ်ဒီကိုတော့မှာtransformer အနေနဲ့315 kVA ပါပါတယ်နောက်ထပ်မြေခွက်အယောင်းတစ်ခွက်စက်မှုစုံနှစ်ထဲမှာအယောင်းမြေခွက်တစ်ခွက်ကတော့သူက1ဧကတောင်းခွက်ပေါ့နော်ပြီးတော့သူက 2RC တစ်လုံးလဲပါတယ်ခင်ဗျကိုရောင်အနေနဲ့ကျတော့လဲ2000 square feet လောက်ရှိတယ်ခင်ဗျ transformer အနေနဲ့ဆိုရင်လဲသူက315 kVA ဆိုတော့လဲတော်တော်အဆင်ပြေတဲ့အနေအထားရှိပါတယ်စာရွက်စာတမ်းအမျိုးအစားကတော့စက်မှုကရမြေအမျိုးအစားပဲဖြစ်ပါတယ်အဲဒီမှာဆိုရင်ကျွန်တော်ရုံးခန်းလည်းရှိမယ်နောက်ပြီးတော့ကိုတောင်လည်းပါတယ်ဒီစက်မှုကရမြေခွက်ကိုရောင်းစစ်အနေနဲ့ကြတော့8500ခေါ်ထားပါတယ်ခင်ဗျာတကယ်လို့စီးပွားရေးလုပ်ငန်းရှင်များစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်ဖြစ်တဲ့399258684958ဆက်သွယ်ဆောင်ရွက်မေးမြန်းနိုင်တယ်လို့လာရောက်ကြည့်ရှုမယ်ဆိုရင်လည်းကျွန်တော်ကိုတိုက်ရိုက်ဖုန်းခေါ်ဆိုမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျွန်တော်အင်ချမ်းမြေအကျိုးဆောင်ကိုအောင်ပါ